သင်းတော်စတင်တဲ့နေ့ဟာဝိညာဉ်တော်ဆင်းသက်တဲ့နေ့ဖြစ်တယ်။ဒါကြောင့်မလို့တန်ရှင်းသောဝိညာဉ်တော်ကိုမကြိုက်ဘူးလို့ပြောတာဘာနဲ့တူလဲဆိုတော့အသင်းတော်ကိုသဘောမတူဘူးလို့ပြောတာနဲ့အတူတူပဲ။ဘာလို့လဲဆိုတော့ဝိညာဉ်တော်ရဲ့လုပ်ရက်တစ်ခုကအသင်းတော်စတင်ခြင်းဖြစ်တယ်။အကြောင်းသင်ဟာဒီကနေ့မှာအသင်းတော်ထဲမှာရှိတယ်ဆိုရင်ဒီကနေ့ကျင်းပမယ်အရာဝိညာဉ်တော်ကိုယေရှုတင်ရမယ်အရာဖခင်ကိုယေရှုတင်ရမယ်နေဖြစ်တယ်။အခုကျွန်တော်တို့ပြည့်ညက်တရားအောက်မှာမဟုတ်တော့ yes မှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ကိုယ်မှာလိုအပ်ချက်ရှိမရှိဘယ်လိုသိနိုင်လဲဆိုရင်ဖခင်ရဲ့စံနှုန်းကိုကြည့်ရတယ်။အခုလူကမျက်နှာမှာပါကတ်နေလဲနော်ရှိကြည့်ချင်တယ်ဆိုရင်ဘာလုပ်ရလဲမှန်ကြည့်ရတယ်။မှန်ကြည့်ပြီးတော့ဘယ်နေရာမှာအိုးမဲပေနေလဲသိတာ။ဒါပေမဲ့အဲ့ဒီမှန်ကိုကြည့်တဲ့မှန်မှာသွားပြီးတော့အညစ်အကြေးတွေကိုသွားဖြတ်လို့မရဘူးအခုကြည့်တယ်မှန်ကြည့်တယ်နော်မှန်ကြည့်တယ်ဆိုရင်နော်ဘယ်နေရာမှာပါလို့နေလဲနော်ဆိုတော့ဥပမာဆိုသပင်ပွားနေဆိုပါဆိုအဲ့သပင်ပွားနေတာကိုဘယ်မှာပြင်ရမှာလဲလူမှာလားမှန်မှာလားမှန်မှာသွားပြင်လို့မရဘူးဒါပေမဲ့အဲ့မှန်ရဲ့အစွမ်းတတ္တိရပါလေသင်ပါလို့အပ်လဲဆိုတာပြတယ်အဲ့ဒီအတိုင်းပဲပြည့်ညက်တရားကကျွန်တော်တို့ကိုထောက်ပြတာငါမှတပါအခြားသောဖျားအောင်မကိုးကွယ်နဲ့ကျွန်တော်တို့မှာဘာကိုးကွယ်နေလဲထောက်ပြပြီရုပ်တုစင်တုကိုကိုးဖို့မလုပ်နဲ့ငါတို့ဘာတွေကိုရုပ်တုစင်တုလုပ်နေမိနေပြီလဲမခိုးရဘူးသူ့ဥစ္စာကိုလိုချင်စိတ်မရှိရဘူးဒါတွေကျွန်တော်တို့အားလုံးကဒီမှာပြတယ်ဒါကြောင့်မလို့ပြည့်ညက်တရားကိုဖျားကဲဟုတ်ပြီမင်းတို့ငါရဲ့စံနှုန်းကိုသိချင်ရောဆိုပတ်သက်ခါပွဲလှုပ်တဲ့နေ့ကခရစ်တော်အသေးခံနဲ့ကားတိုင်းတနေ့ဖြစ်တယ်တဆေးမဲ့မုံစားခြင်းကခရစ်တော်ရဲ့အပြစ်မဲ့ခြင်းနဲ့တကြိုခြင်းကိုပုံဆောင်တယ်အူသည်ချီလွဲရာပွဲနေ့ထွက်တဲ့ဇပနန်နေထဲကအကောင်းဆုံးတွေကိုပထမဆုံးအူသည်ချီလွဲရာပွဲနေ့မှာဘာဖြစ်လဲခရစ်တော်ရဲ့ရှင်ပြန်ထမြောက်တဲ့နေ့ဖြစ်နေတယ်။ကဲလာပြီ။ဒီမှာခုနှစ်သတင်းပွဲသတင်းပတ်ခုနှစ်ခုလဲရောက်ရောပင်တေကုတ်တီနေ့လဲရောက်လာရောအဲ့ဒီနေ့မှာဓမ္မသစ်မှာရောက်လာတဲ့အချိန်မှာဘာဖြစ်လဲ။တန်ရှင်သောဝိညာဉ်တော်ဆင်းသက်ပြီးတော့အသင်းတော်စားတဲ့နေ့ဖြစ်တယ်။လူပေါင်းတော်တညီတညွတ်ရှိကြတယ်။ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့အတန်သည်တခဏချင်းတွင်ကောင်းကင်မှလာ၍ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏ထိုခဏချင်းတွင်ကွဲပြားသောရှာတို့သည်မီးရှာကဲ့သို့ထင်ရှား၍ထိုသူအသီးသီးပေါ်မှာတည်နေကြ၏ထိုသူအပေါင်းတို့သည်လေတန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍အာမင်ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်အတိုင်းအမျိုးမျိုးသောဘာသာစကားဖြင့်ဟောပြောကြ၏သူတို့အမျိုးမျိုးသောဘာသာစကားတွေပြောတော့အဲ့ဒီနေ့မှာဘာလုပ်လဲဆိုတော့တခြားဂျူးတွေကလည်းယေရုရှလင်မြို့ကိုရောက်နေတဲ့နေ့ဘာကြောင့်ရောက်တာလဲပင်ဒီကုတ်တွေပွဲနေ့ကျင်းပမယ်ဆိုတာဘာလဲဆိုတော့ပြည့်ညက်တရားလက်ခံတဲ့နေ့လေဘုရားသူတို့ကိုပြည့်ညက်တော်10ပါးပေးတဲ့နေ့ဆိုတော့အဲ့ဒီနေ့ကိုသူတို့ကအကြီးကျယ်အဝဲခံဖို့ရောက်နေကြတာအဲ့ဒီနေ့မှာကြည်ရအောင်သူတို့ကဘယ်ကနေလာကြလဲเนาะအဲ့မှာအနေနဲ့အရေးချက်ကလာကြတယ်အပိုင်ငယ်6မှာဆိုရင်ပါတိပီတဲ့မေဒီပီအေလမ်ပီမေသောပေါ်တာမီပီယူရာပီเนาะအဲ့မှာပီတွေအများကြီးရှိတယ်အဲ့ဒီကနေလာတဲ့သူတွေကဟာငါတို့အဲ့ဒီနိုင်ငံတွေမှာပြောတဲ့စကားနဲ့ပြောနေကြပါလားလူတွေကအော်ပြီးတော့တယောက်နဲ့တယောက်မိန်မောတွေ့ဝေးပြီးဘာဆက်လို့ရမှန်းတော့မသိဘူးဒါပေမဲ့ပိုင်ငယ်73မှာလူအချို့တို့ကဤသူတို့သည်ချိုသောစပြည့်နဲ့ပြေဝသည်ဟုကဲ့ရဲ့ပြောဆိုကြ၏အချို့ပါဝိညာဉ်တော်နဲ့ပတ်သက်ရင်အမြဲတမ်းအချို့ကတော့ကဲ့ရဲ့တဲ့အဖွဲ့ထဲမှာပါတယ်ဝမ်းနည်းဖို့ကောင်းတာမယုံကြည်သူတွေမဟုတ်ယုံကြည်သူလို့ပြောတဲ့သူတွေကဝိညာဉ်တော်ကဲ့ရဲ့တဲ့ထဲမှာပါတယ်ဝိညာဉ်တော်အကြောင်းပြောတိုင်းမှာအမြဲတမ်းတိုက်ခိုက်ရှိတယ်တန်ရှင်သောဝိညာဉ်တော်အကြောင်းကိုလူတိုင်းကနားမလည်နိုင်ဘူးဒါကြောင့်ဇာတိပဂတိလူသည်ဝိညာဉ်အရာကိုနားမလည်နိုင်ထိုအရာတို့သည်ဝိညာဉ်တော်အားဖြင့်သာပိုင်းခြား၍သိနိုင်သောကြောင့်ဇာတိပဂတိလူသည်နားမလည်နိုင်တန်ရှင်သောဝိညာဉ်တော်စုကျေးဇူးတော်လို့ပြောရင်ဒါတွေကတမန်တော်လက်ထက်မှာပြီးသွားပြီ
တမန်တော်လက်ထက်မှာငါတို့ကဒါတွေအကုန်လုံးကဒါတွေပြည့်စုံပြီးသွားပြီငါတို့နဲ့မဆိုင်ဘူးအဲ့ဒါခမ ्या ကိုလိန်နေတဲ့အကြီးမားဆုံးမှုသာဖြစ်တယ်ဘာလို့ကျမ်းစာအဲ့လိုမပြောဘူးဘယ်လိုပြောလဲဂတိတော်သည်သင်တို့နဲ့၎င်းသင်တို့၏သားသမီးတို့နဲ့၎င်းဝင်းသောသူတို့နှင့်ငါတို့ဤဖျားသခင်ထာဝရဖျားခေါ်သမျှသောသူအဲ့ထဲမှာကျွန်တော်ပါတယ်သင်ပါတယ်ဆိုင်နေဟာလေလုယာသင်နဲ့လည်းဆိုင်နေဒါကြောင့်ဝိညာဉ်တော်အဲ့ဒီတမန်တော်လက်ထက်မှာပြီးသွားတာမဟုတ်ဒီနေ့အခုချိန်အောင်တန်ရှင်သောဝိညာဉ်တော်ရဲ့အလုံးလုံးတဲ့ကာလတန်ရှင်သောဝိညာဉ်တော်ရဲ့သွားနေတဲ့ကာလအသင်းတော်ကာလအကြောင်းတန်ရှင်သောဝိညာဉ်တော်ရဲ့ဥဆောင်မှုလိုတယ်ပင်တေကုတ်ဒီနေ့ပဲဓမ္မဟောင်းထဲမှာထွတ်မြတ်အားထဲမှာဖခင်ကပြည့်ညတ်တရားပေးလိုက်တဲ့နေ့သူဘသူဖြစ်တယ်လဲဆိုတာပြတဲ့နေ့မှာလူ3000တည်သွားပြီမယ်ဓမ္မသစ်ရောက်လာတယ်ပင်တေကုတ်ဒီနေ့ပဲတန်ရှင်သောဝိညာဉ်တော်ဆင်းသက်တဲ့နေ့မှာအသင်းတော်က3000နဲ့စားတာချက်ချင်း3000ပြောင်းလဲလာတယ်တန်ရှင်သောဝိညာဉ်တော်လက်ခံပါတန်ရှင်သောဝိညာဉ်တော်ကြိုးဆိုပါတန်ရှင်သောဝိညာဉ်တော်အခွင့်ပေးပါတန်ရှင်သောဝိညာဉ်တော်ကအထဲကအလုံးလုံးတဲ့အခါမှာသင်ရဲ့အသက်တာပြည့်စုံလာတယ်ဒါကြောင့်ဗြေညင်တရားသစ်ဤဆရာဖြစ်နိုင်တဲ့အစွမ်းတတ္တိတဲ့မလို့ခြင်းဘူးလားဗြေညင်တရားသစ်ရဲ့ဆရာဖြစ်နိုင်တဲ့အစွမ်းတတ္တိဆိုတာဂျေဇုတော်ရဲ့အလုတ်လုတ်ခြင်းကိုပြောတာဂျေဇုတော်ရဲ့မားစားခြင်းကိုပြောတာသူ့ကိုကြည်လိုက်တဲ့အခါမှာဘာလို့ဒီတရားကိုပို့ပါလန်းဆန်းနေတာလဲဘာလို့ဒီတရားဟောပြောတာကြတော့လူတွေကနားထောင်တာလဲဘာလို့ဒီတရားရဲ့တုန်တင်ချက်ကထူးဆန်းတာလဲဘာလို့တကူပါတာလဲဘာလို့ authority အပြည့်ရှိတာလဲဝိညာဉ်တော်တရားဝိညာဉ်တော်ကနှလုံးသားပေါ်မှာရေးပေးတာဖျားရှိမှမျက်နာပြကိုပြရမယ်ပွဲသုံးပွဲရှိတယ်သုံးပွဲရှိတယ်ရှိတော့မှမျက်နာပြရမယ်ယောက်ျားအပေါင်းလို့ပြောတဲ့အခါမှာတမန်ကျမ်းစာစကားလုံးနဲ့ဓမ္မဟောင်းရဲ့စကားလုံးနဲ့ပြောရင်အိမ်တော်ဦးစီးကိုယ်တိုင်လာခဲ့ဒါဆိုရင်အိမ်တော်ဦးစီးလာရင်အကုန်ပါပြီဆိုတော့ဒါမင်းကလေးမပါဘူးပြောတာမဟုတ်ဘူးမျိုးသမီးမပါဘူးပြောတာမဟုတ်ကလေးမပါဘူးပြောတာမဟုတ်ဒါကြောင့်သူတို့ကပွဲတော်နေ့မှာအမြဲတမ်းအားလုံးတိမ်လုံးသွားတယ်အဲ့လိုသွားလို့သခင်ယေရှုတောင်မှဗိမာန်တော်မှာကြံခဲ့တာကိုသူမိဘတွေကမသိတာလေအဲ့ဆိုဘာလို့သခင်ယေရှုလဲတက်တာလဲယောက်ျားအပေါင်းပဲတက်ရတာမဟုတ်လားအိမ်တော်ဦးစီးကိုယ်တိုင်လားဆိုတော့တအိမ်လုံးလားဆိုတဲ့အဓိပ္ပာယ်သုံးပွဲနော်မှတ်ထားနော်ဇူမာပွဲခုနှစ်သတင်းပွဲသခင်နေပွဲရှားတာဘာအောင်ဆိုလိုတာလဲပြောပြမယ်အဇူမာပွဲဆိုတာတဆေးမဲ့မုတ်ပွဲခရစ်တော်ရဲ့အသေးခံရွေးနှုတ်ခြင်းကိုပုံဆောင်တယ်မိခွန်းကခရစ်တော်ရဲ့အသေးခံရွေးနှုတ်ခြင်းသင်ရထားပြီးပြီလားတဆေးမဲ့မုတ်သင်စားပြီးပြီလားတနည်းအားဖြင့်ခရစ်တော်ရဲ့ကိုယ်ခန္ဓာနဲ့သင်ဆက်ဆက်မှုရှိပြီလားခရစ်တော်ရဲ့အပြစ်မဲ့ခြင်းကသင်အထဲမှာရှိပြီလားအတိတ်ပဲရပါလေသင်ကယ်တင်ခြင်းရပြီလားကိုယ်တိုင်တည့်ရတယ်ဆိုတာသင်ကိုယ်တိုင်ကယ်တင်ခြင်းရဖို့လိုတယ်အားကျွန်တော်မိမကတော့ဘုရားကြောင့်တော့မရဘူးသင်ကိုယ်တိုင်ရဖို့လိုတယ်ခရစ်တော်သင်ကိုယ်တိုင်ရဖို့လိုတယ်သင်ကိုယ်တိုင်မရသေးရင်ဒီပွဲသုံးပွဲထဲမှာသင်မက်ဆောက်ဖြစ်လို့မရဘူးအရေးကြီးတယ်ဒါကြောင့်အဇုမပွဲတက်ပါတနည်းအားဖြင့်တဆေးမဲ့မုံစားပါခရစ်တော်ရဲ့ကိုယ်ခန္ဓာနဲ့ဆက်ဆက်မှုရှိဖို့လိုတယ်အသေးခံရွေးနှုတ်ခြင်းပုံဆောင်တယ်အဲ့ဒါပြီးတော့ခုနှစ်သတင်းပွဲပင်တေကုတ်တွေပွဲလေအတိတ်ပဲပါလေတန်ရှင်းသောဝိညာဉ်တော်တည်ဟူသောဆုကျေးဇူးသင်ကိုယ်တိုင်ခံဖို့လိုတယ်ဝိညာဉ်ဆုကျေးဇူးကျွန်တော်မိမဆုရန်တောင်းတယ်မရဘူးသင်ကိုယ်တိုင်ဘုရားရှိလားအဲကြောင့်ဘုရားကပြောတာဒီသုံးပွဲကိုယောက်ျားတွေတက်တော့တဲ့ဘာလို့လဲဆိုတော့တော်တော်များများဒီဝိညာဉ်ရေးရာအရာတွေကိုကြာအမျိုးသမီးတွေကိုအပ်တတ်တယ်မိမရေသွားလိုက်အောင်စီဝေးရှိတယ်ဖျက်ချောင်းတက်လိုက်အောင်ဆုတောင်းလိုက်အောင်သားသမီးရေးရာတွေတာဝန်ယူလိုက်အောင်ကျမ်းစာပါပြောလဲသင်တို့ယောက်ျားအပေါင်းနဲ့အိမ်တော်ဦးစီးတွေကိုဖျားလို့ချင်တာတော့ကျွန်တော်အမြဲပြောတဲ့စကားရှိတယ်အိမ်တော်ဦးစီးလို့ကိုပြောရင်ငွေကြေးပဲမဦးစီးပါနဲ့စီးပွားရေးပဲမဦးစီးပါနဲ့လူမှုရေးပဲမဦးစီးပါနဲ့မိသားစုရဲ့အသင်းမိသားစုရဲ့ဝိညာဉ်ရေးရာဝိညာဉ်ရေးရာကိုသင်ဦးစီးဖို့လိုတယ်ခုနှစ်သတင်းပွဲတန်ရှင်းသောဝိညာဉ်တော်ရခြင်းကိုပုံဆောင်တယ်တမန်တော်တွေ120အားလုံးစုစည်းပြီးတော့
ခုနှစ်တရမွေတက်တာအဲ့ဒီနေ့မှာတက်တဲ့ခါမှာ3000အသင်းတော်ထဲမှာရောက်လာတယ်ခရစ်တော်ကို3ချိန်တိုင်မသိဘူးလို့ညင်းတဲ့သူကအဲ့ဒီနေ့မှာလူ3000ပြောင်းလဲတဲ့နှုတ်ကပတ်တော်ဟောနိုင်တယ်။ဘာကြောင့်လဲ။တန်ရှင်သောဝိညာဉ်တော်ရသွားလို့ဟာလေလုယာ။ဝိညာဉ်တကူရသွားလို့အကြောင်းသင်ဘလောက်သိတာဘလောက်တတ်တာအဲ့ဒီအရာထက်သူတို့စာမတတ်တဲ့ဂါလိလဲသားတွေဘာလို့ဒီဟာတွေပြောတာလဲပညာရှိတို့ကိုအရှက်ရဖို့ပညာမဲ့တွေကိုဖခင်ရွေးကောက်တယ်ဂျေဇုတော်ပဲကျွန်တော်အဲ့ထဲမှာပါတယ်ဖခင်ကိုသိခြင်းပညာရသွားဖို့လိုတယ်မိတ်ဆွေလောကပညာတတ်တာကောင်းပါတယ်ဖခင်ကိုသိတဲ့ပညာရတာပိုကောင်းတယ်တကီနေပွဲအဲ့ဒီပွဲကြတော့ပါလေခရစ်တော်ရဲ့နှစ်1000နိုင်ငံတော်ထဲမှာဝင်စားခြင်းနှစ်1000အုပ်ချုပ်ခြင်းကိုပုံဆောင်တယ်တကီနေပွဲတဲတွေထိုးပြီးတော့နှစ်ပေါင်း40နေခဲ့တာကိုဂုဏ်ပြုတဲ့ခါမှာအဲ့ဒီတကီနေပွဲရောက်လာတယ်အခုဂျူးတွေကအိမ်ပေါ်မှာမအိပ်ဘူးအိမ်နောက်ဖေးတော့လမ်းဘေးတော့အဲ့ဒီမှာတဲထိုးပြီးတော့နေတယ်သူတို့မသိတာအဲ့ဒါကခရစ်တော်နှစ်1000အုပ်ဆိုးခြင်းကိုပုံဆောင်တာသူတို့မသိဘူးဒါကြောင့်ဒီနေ့ပြောပြမယ်သင်ခရစ်တော်ရဲ့အသေးခံရွေးနှုတ်ခြင်းတစည်းမဲ့မဟုတ်သင်နဲ့ဆက်ဆိုင်ဖို့လိုတယ်အဲ့လိုဆက်ဆိုင်မှသာတန်ရှင်သောဝိညာဉ်တော်တည်ယူတဲ့ဆုကျေးဇူးရမယ်အဲ့ဒီဆုကျေးဇူးရမှသာနှစ်1000နိုင်ငံတော်ထဲမှာသင်ဝင်စားခွင့်ရှိမယ်အဲကြောင့်ဖခင်ကဒီပွဲ3ပွဲကိုတက်ပါတဲ့ပင်တေကုတ်တီတကူတော်ဟာလူတိုင်းအတွက်ဖြစ်တယ်လူတိုင်းလို့ပြောတဲ့အခါမှာခရစ်တော်ကိုလက်ခံသောယုံကြည်သူတိုင်းအတွက်ဖြစ်တယ်ဂိုင်းကနာနဲ့မဆိုင်ဘူးလုံးဝမဆိုင်ဘူးတန်ရှင်သောဝိညာဉ်တော်မှာဂိုင်းကနာမရှိဘူးတန်ရှင်သောဝိညာဉ်တော်မှာအသင်းတော်ပဲရှိတယ်အဲ့ဒီအသင်းတော်စတင်တဲ့နေဟာသင်နဲ့ကျွန်တော်အတွက်ဝိညာဉ်ထဲမှာတစ်ဖန်မွေးဖွားဖို့ပြုစုပေးတဲ့နေရာရှိဖို့ဘုရားပြင်ဆင်ပေးတာကြောင့်နည်းနည်းလေးပင်တေကုတ်တွေပွဲတော်မှာပရိညင်တရားဟောင်းကြီးအဲ့ဒါကြီးကိုဒီနေ့ဖယ်လိုက်ပြီဘုရားပရိညင်တရားသစ်ဆိုတဲ့အရာကိုပေးလိုက်တယ်အဲ့ဒါကတော့သူကိုယ်တိုင်လဝကတိုင်းမှာအသေးခံတယ်ရှင်ပြန်ထမြောက်တယ်သူကိုယ်တိုင်တန်ရှင်သောဝိညာဉ်တော်ကိုဆေလွတ်ပေးတယ်ဒီနေ့ရက်ကာလထိကကဘာဂုံတိတိုင်အောင်သင်နဲ့အတူရှိမယ်သခင်ယေရှုကကျွန်တော်နဲ့ဘယ်လိုအတူရှိတာလဲတန်ရှင်သောဝိညာဉ်တော်အားဖြင့်